fishing place ကိုပါကျွန်တော်လာမြနေကြနေရလေးချက်ပြမယ်ဘယ်လောက်ထိမိုက်လဲဆိုတာဒီကိုတို့နေထားလေးရတော့ share ပဲဗျာဒါဒီမှာငါးအစုံရှိတယ်ကျွန်တော်တို့ဒီ catch fit အစုံရှိတယ်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ဟိုပါပေါ့နော် Kakata fish ဒီအစုံရှိမယ်ကျွန်တော်တို့ဒီကကတက်တို့ဒီ air fish ငလင်ပန်းတွေလည်းရှိမယ် cropper တစ်မျိုးပဲမရှိတယ်ကျန်တဲ့ငါးတော်တော်များများအစုံရှိတယ်ဒီထဲမှာဒီကောင်ရေနက်ကဟိုလောက်ရှိမယ်ဝါ10မီတာကျော်10မီတာမဟုတ်ဘူးပေ20နီးနီးရှိတယ်ရေနက်ကတော်တော်နက်တယ်ငရမ်းဆိုရင်ကျွန်တော်တို့ဒိုင်းငရမ်းရှိမယ်ရိုး snake head ရှိမယ်ဒိုင်းငရမ်းဒီဘက်ချမ်းမှာအချိန်40ထိရဘူးတယ်ဒီရိုးငရမ်းကျော်နှစ်ပိတ်တာကျော်နှစ်ပိတ်တာပတ်ချလဲတော်တော်ပေါ်တယ်ဒီဘက်ချမ်းမှာဟုတ်ကဲ့ပါနောက်ပြီးမှဆက်တွေ့ပါမယ်